ခမရတို့ယုံချင်းယုံမယုံချင်းနဲ့ဘိုင်းနဲ့အကောက်တွေကတော့အပိတ်ခံနေရပါပြီကျွန်တော်အကောက်ကတော့အပိတ်မခံရသေးပါဘူးကျွန်တော်ကတော့သူတို့တောင်းတဲ့အချက်လက်တွေကိုပေးနေစေဖြစ်ပါတယ်သူတို့လည်းကျွန်တော်ပေးတဲ့အချက်လက်တွေကိုစစ်စစ်နေစေဖြစ်ပါတယ်သူတို့သတ်မှတ်ထားတဲ့ရက်အတွင်းမှာကိုကအချက်လက်တွေကိုပြည့်စုံအောင်မပေးနိုင်ဘူးသူတို့စစ်တာမအောင်မြင်မှုဆိုရင်ကိုယ့်ရဲ့အကောက်ကိုငွေထုတ်လို့မရအောင်ကန့်သက်ထားမှာဖြစ်ပါတယ်အကောက်ကိုလုံးဝပိတ်ပစ်လိုက်တာမျိုးတော့မဟုတ်ပါဘူးကိုယ့်ရဲ့အကောက်ကိုငွေထုတ်လို့မရအောင်လုပ်ထားပေမဲ့သူတို့တောင်းတဲ့အချက်လက်တွေကိုကိုကတင်ပေးနိုင်မယ်ဆိုရင်ကိုယ့်ရဲ့အကောက်ကိုငွေထုတ်လို့ရအောင်သူတို့ကပြန်ပြီးဖွင့်ပေးမှာဖြစ်ပါတယ်ဘိုင်းနဲ့အကောက်အပိတ်ခံရတဲ့လူတွေအများကြီးရှိပါတယ်ဘိုင်းနဲ့အကောက်အပိတ်ခံရလို့ကျွန်တော်စီကိုလာပြောတဲ့လူတွေလည်းအများကြီးရှိပါတယ်အပိတ်မခံရသေးတဲ့လူတွေကတော့မယုံဘူးပေါ့ဗျာအချက်လက်တွေတင်ပေးနိုင်တဲ့လူတွေကတော့ဘိုင်းနဲ့အကောက်အပိတ်မခံရပါဘူးတချို့ဆိုရင်ကိုယ့်စီကနေဘိုင်းနက်ကဘာအချက်လက်တွေတောင်းနေလဲဆိုတာလည်းမသိကြပါဘူးဘိုင်းနက်ကနေ note ပို့ပြီးတော့ဘယ်နေ့အတွင်းမှာအကောက်ပိတ်မယ်ဆိုတာမျိုးတွေပို့ထားတာတွေလည်းမသိပါဘူးအဲ့ဒါကြောင့်ကိုယ့်ရဲ့ဘိုင်းနက်အကောက်ထဲကိုဝင်ပြီးဘိုင်းနက်ကဘာတွေပို့ထားလဲဆိုတာကိုကျွန်တော်တို့စစ်ဆေးရမှာဖြစ်ပါတယ်ဒီလို note မျိုးပေါ်လာပြီဆိုတော့ခင်ဗျားတို့အကောက်ကိုငွေထုတ်လို့မရအောင်ဘိုင်းနက်ကပိတ်ထားလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ကိုကအချက်လက်တွေပေးနိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဘိုင်းနက်အကောက်ထဲကငွေတွေကိုပြန်ထုတ်လို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်